ယ်လီလက်ပင်းလေးမှာဖျားသွားပြီးတော့ညောင်ရီတွန်းတာလေးကိုဗတော်လေးရိုက်ထားပါတယ်ဒါတော့အားလုံးသိနေအဲ့ဒီညီမဂျက်စီကာပေါ့နော်အဲ့ဒီချိန်မှာပဲအဲ့ဒီကြောင်ကတငယ်ချင်းအဲ့ဒီ best friend ရတီးလာပါတယ်အဲ့လိုနဲ့အဲ့ဒီရဲ့တငယ်ချင်းကိုတပုတ်လေးရွာလေးရိုက်ပြီးတော့အဲ့ဒီဟိုကြည့်တီးကြီးနဲ့ဘယ်လိုပေါ့ဗတော်လေးဗီဒီယိုလေးရိုက်နေပါတယ်အဲ့လီတို့ဦးမျိုးပြီးတော့အတန်ပြဲညံပြီးရလေးကိုတော့တိခံပေးပါအဲ့လိုနဲ့အဲ့လီဇေယမူနီရေစံကျိုးဖျားကြီးထဲကိုဝင်ပြီးတော့အဲ့လီဖျားရှိခိုးရိုက်ပါလောက်တယ်အဲ့လီအမေကလည်းပတိစိတ်တွေပေါ့နော်အဲ့နဲ့အဲ့လီတို့ဒီဖျားကိုတစ်ပတ်လောက်ပတ်လိုက်ပါတည်းအဲ့နဲ့ဒါအပြင်ရောက်လာပါပြီအဲ့လီတို့ညောင်ရီသုံးနေတဲ့နေရာပေါ့နော်ဟိုဘက်မှာတော့ခလေးလေးစော့နေတာတွေ့ရပါတယ်ဒါကတော့အဲ့လီနဲ့အဲ့လီအမေနဲ့ဖျားရှိခိုးဖို့သွားနေရပဲဖြစ်ပါတယ်ဒါကတော့ဒီပုံမှာပေါ့နော်ဒီမှာမြတ်စွာဘုရားဒီမြတ်စွာဘုရားကလည်းမြင်လိုက်တာနဲ့စိတ်ထဲကိုအေးချမ်းပြီးကြည်ညိုဝတ်တော်ကောင်းပါတယ်အဲ့ဒီလည်းဘုရားရှိခိုးခဲ့ပါတယ်တရားထိုင်လို့ပဲဒါမဲ့ဘေးနားမှာစုနေရတဲ့အဲ့ဒီညီမနဲ့ပဲတူထိုင်ပြီးတော့စကားပြောနေလိုက်ပါတယ်အဲ့ဒီအမေကိုလည်းဒီစိတ်ဓာတ်ထိုင်ဆောင်ပေးနေရတယ်အဲ့လိုနဲ့အဲ့ဒီတော့ဘုရားရှိခိုးဗီဒီယိုပြန်ထွက်လာပါတယ်ဒါကတော့အဲ့ဒီရဲ့အဲ့ဒီအမေရဲ့အဲ့ဒီညီမရဲ့ဒါအတူတူဖះကိုပေါ့နော်လမ်းလေးပါလေးရှောက်နေနဲ့အဲ့လီတို့ရဲ့အဲ့လီနေနဲ့တောင်းပေါ့နော်အမအဲ့လီရေတက်ပဲခဲ့ပါတယ်မြတ်စွာဘုရားဒါကတော့အဲ့လီအမေရေတက်ပဲနေတော့အဲ့လီစောင့်ကြပါအခုတော့အဲ့လီရေတက်ပဲပြီပေါ့နော်အဲ့လီကတော့နှစ်တစ်မှာအဲ့လီဖြစ်ချင်တာတွေအဲ့ဒီဖြစ်ချင်တာတွေကိုစူတောင်းခဲ့ပါတယ်ပြီးတော့အဲ့ဒီချေရတဲ့မိဘနှစ်ပါးပြီးတော့အဲ့ဒီချေရလူတွေအကုန်လုံးလည်းအဲ့ဒီစူတောင်းပေးခဲ့ပါတယ်ဆိုတော့အားလုံးလည်း viewer တွေကြည့်နေတဲ့သူတွေအားလုံးလည်းဒီနှစ်သက်မှာလောက်ကိုင်းစီးပွားရေးအဆင်ပြေပြီးတော့ချမ်းသာကြပါစေလို့စူတောင်းပေးလိုက်ပါတယ်ရှင်ဒါတော့အဲ့ဒီတို့ဒါအိမ်ပြန်မှုအတွက်ထွက်နေကြပဲဖြစ်ပါတယ်တခုကောင်းတာဒီကျိုးနဲ့ဖျားရဲ့အရှိမဒီလိုမျိုးဖျားစေးရှိရမှာဖြစ်ပါတယ်။ဘာဖြစ်ဖြစ်ဒီနေ့ပြောခဲ့ရပါတယ်။ဘာလို့လဲဆိုတော့အရင်နှစ်တည်းအဲ့ဒီညောင်ရင်မတုံးဘူးပါဘူး။ဒီနေ့မှပထမဆုံးညောင်ရင်တုံးဘူးတာပဲဖြစ်ပါတယ်။ဒီဖျားပေါ့နော်တော်တော်များများတော့တိလောက်မှာပါ။ဒါကျိုးနဲ့ဖျားပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီလည်းအခုဒီဖျားလာဘူးမှတော်တော်ကြည်ညိုသွားပါတယ်။အဲကြောင့်မို့နောက်လည်းထပ်လာပါအောင်မယ်။အဲ့ဒီလည်းဒီစက်သားလုံးပေါင်းတို့ထမနေတို့ဒီမုတ်လီများတို့ဘာတို့ညာတို့စမလက်ကတွေအကုန်လုံးဝယ်ခဲ့ပါတယ်ဒါတော့အဲ့ဒီဗီဒီယိုရိုက်ဖို့မိသွားလို့ပါစားပြမလို့မိသွားလို့ပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲဘိုင်ဘိုင်